နေတဲ့တထေးမလိုင်းပေါ်ကနေကြည်လာပြီးဒါမျိုးလေးစားကျင်လို့တဲ့အေးရမလဲကျမကလည်းရှိသမျှလက်စွမ်းအကုန်ထုတ်ပြရတော့တာပေါ့ကယ်လိုရီလည်းအရင်မများပဲနဲ့ဝိတ်ချနေတဲ့လူတွေလည်းစားလို့ရပြီးတော့ချင်ဆက်ထိမိနေတဲ့မုံဖတ်တုတ်ချင်ဆက်ကိုဒီနေ့ထမင်းလို့တုတ်စားဖြစ်ပါတယ်ငါကတော့ဘာငါခေါ်လဲမသိဘူးကျမငါ့ကိုတော့မကြော်ဘဲနဲ့ air fryer နဲ့กินလိုက်ပါတယ်ပြီးရင်တော့မုံဖတ်ကိုလည်းပြုတ်ထားပေးလိုက်ပါတယ်ကျမသုံးထားတာမုံဖတ်အစ်စ်တော့မဟုတ်ပါဘူးပဲချဆန်လို့ထုတ်နဲ့ကယ်လိုရီလည်းနည်းလို့ဒါလေးကိုပဲသုံးလိုက်ပါတယ်ကျမတို့အိမ်မှာမြေပဲကလည်းလော်ပြီးသားမရှိအောင်လို့အစိမ်းကိုပဲလော်ပြီးထည့်ပါမယ်စိမ့်လေးစားကျင်လို့မြေပဲကိုထည့်လိုက်တာပါမထည့်ချင်ရင်လည်းရပါတယ်ချက်သွန်ဖြူငရုတ်သီးစိမ်းနဲ့မြေပဲတွေကိုတော့တခါတည်းပဲယော်ပြီးလော်လိုက်ပါတယ်ရှင်အနှံလေးမွေးနေအောင်လော်ထားတဲ့ငရုတ်သီးစိမ်းနဲ့ချက်သွန်ဖြူတွေကိုအရင်ထောင်းလိုက်ပါမယ်ပြီးတော့ရင်တော့မြေပဲတွေကိုလည်းညက်နေအောင်ထပ်ထောင်းပေးလိုက်ပါမယ်အနှံပင်ကကက်ကြီးနဲ့ညက်ပြီးထည့်ရင်လည်းရပါမယ်ထည့်ထောင်းလိုက်တာပိုမွေးတယ်လို့ခံစားရလို့ထည့်ထောင်းလိုက်တာပါအမကတော့တံမြာသီး3လုံးညှစ်ထည့်လိုက်ပါတယ်အရသာအနေနဲ့ကတော့စားရည်တကြားအညိုအမုံရယ်ပေါ့နော်တခြားပဲငံပြာရည်တို့အသားမုံတို့ထည့်ချင်လည်းရပါတယ်ကျမကတော့အိမ်မှာရှိရလေးနဲ့ပဲအဆင်ပြေအောင်လုပ်လိုက်တာပါအခုဆိုရင်တော့အနှံလေးကမွေးပြီးစိတ်လေးနဲ့ချင်းဆက်ထိမိနေအောင်ဆက်ထားတဲ့အချင်းရည်ရပါပြီဒါကိုဘယ်လိုခေါ်ရလဲမသိဘူးခောက်ဆင့်ပလာတူလားစပြဲလားအဲ့လိုမျိုးလဲလှူစားလို့ရပါတယ်ဒါတော့ကျမက line ပေါ် blogger တွေစားပြနေလို့စားချင်လို့ဒါမျိုးလေးလှူစားကြည့်လိုက်တာပါလုံနီးကတော့တူချင်မှတူမှာပေါ့နော်ဒါပေမဲ့အရန်ကောင်းပါတယ်မုံဖတ်ချင်ဆက်တုပ်ဖို့အတွက်အရင်ဆုံးမုံဖတ်ရယ်ခုနက air fryer နဲ့กินထားတဲ့ငါ့ကိုအယိုးနှင်ပြီးထည့်လိုက်တယ်အသီးနှံကိုတော့ကိုကြိုက်တဲ့ရာထည့်နိုင်ပါတယ်ကျမကတော့ခါချက်ဥရယ်တခွားသီးရယ်ခင်းကျင်သီးရယ်ထည့်လိုက်ပါတယ်နှံလေးပုံမွေးသွားအောင်လို့ကြက်သွန်မိတ်နဲ့နန်းပင်လေးထည့်လိုက်ပါသေးတယ်ပြီးရင်တော့စောစောကဆက်ထားတဲ့ sauce ကိုထည့်ပြီးတော့နေလိုက်ရုံပဲပေါ့နော်ဒါဆိုရင်တော့စိမ့်လေးနဲ့လည်းအရန်စားလို့ကောင်းတယ်ကယ်လိုရီလည်းအရန်မများပဲနဲ့ဝိတ်ချနေတဲ့လူတွေလည်းစားလို့ရတယ်နှံ့နဲ့တွေဆွဲဆောင်မှုအရန်ရှိပြီးတော့ချင်ဆက်ထိမိနေအောင်တုတ်ထားတဲ့မုံဖတ်တုတ်ချင်ဆက်လေးကစားဖို့စင်သင့်ဖြစ်နေပါပြီအရန်လဲလွယ်ကူတာမို့လို့တုတ်စားကြည့်လိုက်ပါနော်ကျေးဇူးပါရှင်ဘိုင်ဘိုင်